တက်ကြည့်မှာအော်အဖာတာတစ်တွက်တာတက်ကြည့်မလို့ဝူကဲရုပ်ရှင်မကြည့်ခင်ပေါ့အစားလေးစားကြမယ်ဆိုပြီးမှသွားလိုက်တာဟောဘောဆိုင်တဲတဲကိုဝင်တိုးပါလေရောရွေးလိုက်တဲ့ဆာမန်လားမလားတော့မသိဘူးလားချလိုက်တဲ့ရေကမွေးနေရောပဲဒီဘက်ကဝက်သားရေဆိုရင်ဝက်သားသုံးလိုက်ကြီးဟိုပါတာအများကြီးအများကြီးဆိုဟုတ်အောက်တာမင်းတို့ဒါကြအမဲလားဟိုလေဒါကြတော့တော့ပေါ့ပေါ်မှာရန်တော့ဆောင်းရမှာဒီဆိုင်ဆိုင်ဆိုတော့ပေါ့ပေါ်ပြီးနေတဲ့အချိန်မှာပေါ့ပေါ်နဲ့မုံဝင်မယ်စောင်းမယ်မြောင်အားပေးနေတော့စောင်းနေပါတယ်ကဲအခုကြည့်ပြီးသွားပြီ3နာရီစာပေါ့နော်ခေါင်းလေးကိုမူးတူးနာပဲတကယ်အခုကျမတို့ကျမ office ပြန်ရမယ်ပေါ့နော်အလုပ်လုပ်ရပါမယ် office ကလည်းနေခေါ်နေ so office ကိုသွားရအောင် okay ခုတော့ office ကိုပြန်နေပေါ့နော်အောင် office ရောက်ပါပြီအလုပ်တွေလုပ်လာအောင်အိမ်တော့ပြန်ရောက်လာပြီပြန်ရောက်လာပြီပြန်လာပြီဆိုဖွာထားကြည့်အဲ့လိုဆိုသူ့ကိုအခုပေါ့နော်အသီးနဲ့ငပြောဒီနဲ့အရွက်နေထည့်ထားတာအရွက်လည်းစားငပြောဒီတော့နည်းနည်းစားရပေါ့နော်ပြီးရင်ဒါ cricket အချောက်လေးပေါ့အဲ့ဆိုဒီကပြောရရင်ငေလေးတော့အတီးရွက်တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်စားတာတော့စားတယ်တစ်ဖက်ပေါ့နော်အဲ့တော့နှမျိုးစရာကြီးလို့ဆိုတော့အကောင်ကျွေးရင်တော့ဒီကောင်ကလုံးဝကိုကြည့်လေအကောင်ကျွေးတဲ့အချိန်ကျရင်တော့ခေါင်းမဖို့ဘူးစားတာပေါ့နော်အဲ့ဒါလေးရတော့ခက်နေမှပြန်လုပ်ပြီးတော့ဆော့ထားတာโอเคအဲ့ဒါကျွန်မအကောင်တကျွေးလိုက်စားဦးလားအတီးနဲ့ကြမစားအတီးနဲ့ကြခေါင်းလေးလိုက်တာအကောင်ကျွေးရဆိုရင် trigger warning ပါပါတယ်ဒါဒီကောင်ကကျတော့အရှင်ကျွေးရတာဆိုတော့ယူရီမကြိုက်ဘူးဆိုရင်အရှိမ trigger warning လေးပါပါတယ်ကြော်ရလို့ရပါတယ်ငယ်တုန်းကဒီကောင်ကအရှင်တွေပဲကျွေးလို့ရတာပါအဲ့လိုကြီးလာမှအသေးကျွေးရတာပေါ့နော်အဲ့ဒါမလို့ကူတကောင်မွေးမယ်ဆိုအကောင်မွေးမယ်ဆိုရင်ပေါ့နော်လေ့လာပြီးမှမွေးလို့ပြောချင်ပါတယ်အဲ့လိုမွေးပြီးဆိုတော့လည်းမကျွေးလို့မရတော့ဘူးပေါ့လေတူပါဝါအရာမွေးတွေလို့လဲဟို freeze တွေလည်းကျွေးလို့မရဘူးပေါ့နော်ကောင်ကအရှင်မဲစားတာအသေးဆိုအငတ်ခံပါတယ်ကောင်ကအဲအကြောင်းမလို့ကိုတကောင်မွေးတော့မယ်ဆိုရင်လမ်းလေးရင်လို့ဖို့ကျိုးပြောချင်ပါတယ်ဆို trigger warning ပါပြီဆိုယူအခုစက်ကြည့်နေတဲ့လူတွေလည်းဒီဟာကိုအဆင်ပြေမယ်လို့မျှော်လင့်နေပေါ့နော်ဒီကောင်ကတော့လူမကြိုက်ပါဘူးဒါကတော့ super warm လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကကျမတို့ကတော့ကြိုက်တာဒီကောင်က super warm လို့ခေါ်ပါတယ်ဒီကောင်ကကြတော့ပြောရရင်အခွန်ပါတယ်အစီများတယ်ပေါ့နော်ပြီးရင်ဒီဟာက dubia လို့ခေါ်တယ်dubia ကကြတော့ပိုးဟတ်ပေါ့နော်ပိုးဟတ်တီလေးတွေဒါပေမဲ့ဒီကောင်ကကျတော့ဒီပိုးဟတ်ကိုတိတ်ပြီးတော့မကြိုက်ပါဘူးဒီရဲ့ super one ကိုပိုကြိုက်တယ်ဒါပေမဲ့ကျမကတော့ဒီနေ့ကျွေးရမယ့်နေရာ super one ဆိုတော့ super one ကျွေးပြမယ်ဒီကောင်ကတော့ပြောရရင်များကျွေးရင်အစီများတတ်တယ်ပေါ့လူများအဲ့လိုတော့ဆိုင်ရပြောတယ်ပေါ့နော်အဲဆိုဒီဘက်ကို3ခါလောက်ကျွေးခိုင်းတယ်ဒူဘီယာနဲ့ cricket ကိုပိုကျွေးခိုင်းတယ်ပေါ့နော်ဒီဒါကတော့ဒူဘီယာလေးပါဒူဘီယာဆိုတော့ပိုးဟတ်ပေါ့ပိုးဟတ်တီလေးโอเคဒီနေ့အားကျတော့ဒူဘီယာနေတော့ပေါ့ super warm နေအဲဆိုဒီအမုံလေးရပါလေးလဲဆိုရင် protein တို့ခဏကြံပြမယ်ပေါ့နော်ဆိုင်ရတော့1 2 3 4 5 6 9 10 9ကောင်ကျွေးခိုင်းနေပေါ့နော်
ရောကိုရီးယားသူတို့ကျွေးခိုင်းတဲ့အမောင်ပဲကျွေးတယ်ပြောရင်အစားမကြည့်ရဘူးဘာလို့ပေါ့နော်အီးမပါလဲရေချိုးပေးပြီးအီးပါခိုင်းရပါတယ်ပေါ့နော်ကဲဒါတော့ပဲပြီးသွားရင် तू ကဆိုင်ရပြောထားတာကဒီအစာတွေမကျွေးခင်ဆိုရင်ဒီကောင်လေးတွေကိုအစာဝအောင်ကျွေးရတယ်ဒီမှာ gut load လို့ခေါ်တယ်ပေါ့နော်သူတို့ကိုအစာရင်ကျွေးထားတယ်သူတို့ကြောင့်ခွေးစာထည့်ပြီးရတယ်ခွေးစာတစ်ခုပေါ့ခွေးစာရေးပြီးဘာလဲမသိဘူးcucumber လောက်ပါလားမင်းသူထည့်ကျွေးပြီးတော့မှကျွေးရင်ကိုကောင်းနေတာပိုကောင်းတယ်ပေါ့နော်ဒီကောင်းကြောင့် gut load လေးထည့်ပြီးတော့မနေ့ကကျွေးထားတယ်အဲဆိုဝါနေရပါတော့ကဲရပြီ let's go ငယ်တော့မှဒီ vital dust တွေ calcium dust ပေါ့နော်အကောင်ကိုရောပြီးထိကျွေးရတယ်ဒီဟာရောအများရွယ် super boost တွေရော super booster တွေရောအကောင်တို့ကမှာ super protein တွေရောအဲ့ဟာတွေကျွေးလို့လားမသိဘူးတလားတယ်ဝါလာအများကြီးပဲအဲ့ဟာကိုထည့်ပြီးဒီတုံးခုကြတော့ဒါနဲ့ရောနေပြီးကျွေးရပေါ့နော်ဒီဟာကိုကြတော့အကောင်ရှင်နဲ့ရောပြီးနေပြီးကျွေးပါတယ်ခေတာထည့်ပြီးဆိုရင်ဒါလေးကိုမွေးโอเคနန့်သွားပြီဆိုသူ့ရဲ့ဟိုဟာလူအရေးကောင်ဟာနန့်သွားဆိုရင်ဒီလိုလေးထားပေးလိုက်အကောင်လာစားပါပြီအကောင်သူကတော့ဒီကနေ့တိုင်းအရွက်တာမကြိုက်တာပေါ့နော်ဒီကောင်ဆိုရင်တော့အသေးဆွေးပဲဘာမှခေါ်ကြွေးစရာမလိုအရွက်ဆိုရင်အကောင်ကင်ပြီးတော့ကြွေးရတယ်ပေါ့နော်အကောင်ဆိုရင်ခေါ်စရာတော့မလိုပါဘူးတင်သူ့အတွက်စပတ်တီကြာနေရပဲဘာလို့မင်းပြောနေစားကဲဒါကတော့ကျမတို့အိမ်ပြန်လာရင်ပေါ့နော်သူ့ကျွေးတဲ့ဟာလေးပါဆိုအားလုံးပဲကျမတို့နှစ်ယောက်နားပါပြီဖေးစားည stranger တွေ့မယ်စမြောက်တကယ်တော့မှာ